ဘာတွေဖြစ်ခဲ့လို့လဲလို့မေးတဲ့အခါမှာမီဆူကိုကလေပြင်းစိုးကြီးရောက်လာပြီးသူမရဲ့ကျောင်းကတငယ်ချင်းတွေကိုဘလို့ပိုင်းဖြတ်သွားခဲ့ပုံတွေကိုအကုန်ပြောပြလိုက်ပါတယ်။အာကီကမီဆူကိုစိတ်ငြိမ်သွားအောင်တင်းပေါင်နာခေါ်သွားပြီးလက်ကိုအပြင်ထုတ်ပြကကြည်စမ်းပါ။ဒါလေးတိုက်တာပါပဲဘာမှမဟုတ်ပါဘူးလို့နှစ်သိမ့်ပေးခဲ့တယ်။အဲ့ဒီနောက်အာကီကအတန်းလက်ဖို့ဆုံးဖြတ်လိုက်ပြီးအစီအစဉ်ဆွဲကတငယ်ချင်း2ယောက်ဖြစ်တဲ့အတိုင်းထိုင်နဲ့ဆူယာရှောရာတို့ကိုပါခေါ်ထုတ်သွားပါတယ်။အတန်းထဲကထွက်လာချိန်မှာဆီယာမကတားဆီးပေမဲ့4ယောက်လုံးဂယုမဆိုင်ပဲကျောင်းကနေထွက်ပြေးကြပြီးတစ်တောနဲ့ကြီးတွေကရေကန်ကြီးတစ်ခုစီရောက်သွားခဲ့ကြတဲ့အပြိုင်ကပါ alternate realities theory ရေကန်ဘေးမှာအာကီကမီဆူကိုကြုံတွေ့ခဲ့တာတွေကိုတိုင်နဲ့ဆူယာကိုပြောပြလိုက်တဲ့အခါဆူယာကမီဆူကိုပြောတာတကယ်ဖြစ်နိုင်တယ်သူမဟာအခြားအပြိုင်ကပါ alternate universe တစ်ခုစီရောက်သွားတာဖြစ်နိုင်တယ်ဒီကဘာမှာအကန့်အသတ်မရှိတဲ့အပြိုင်ကဘာတွေအများကြီးရှိနေနိုင်တာပဲလို့မှတ်ချက်ပေးပါတယ်ဒါကိုတက်တည်ပြဖို့ဆူယာကကြောက်ခဲတစ်ခဲကိုကောက်ယူပြီးရေကန်နဲ့ပစ်ချရင်းငါဒီကဘာမှာကြောက်ခဲကိုရေကန်နဲ့ပစ်ချလိုက်ပေမဲ့အခြားကဘာတစ်ခုမှာတော့ငါပစ်ချခြင်းမှာပစ်ချလိုက်မယ်လို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲရေကန်ထဲကနေမိချောင်းပြီးလူကြီးတစ်ကောင်ထွက်လာပြီးတိုင်ဆိုတဲ့ကောင်မလေးကိုဝမ်းမြို့သွားခဲ့ပါတယ်ဒါပေမဲ့စက္ကန့်ပိုင်းကြာမှပဲတိုင်ဟာဘာတန်ရာမှမရပဲမပြတ်မယွင်းပြန်ပေါ်လာခဲ့တယ်ဒီမှာဆူယာကပြန်ရှင်းပြပါတယ်အခြားကဘာတစ်ခုမှာတော့မိချောင်းကတိုင်ကိုစားလိုက်ပြီးဒါပေမဲ့ဒီကဘာမှာတော့သူမဘာမှမဖြစ်ဘူးတဲ့ရေကန်ဘေးမှာအဲ့ရတစ်ခုကိုတွေ့တာနဲ့ကောင်မလေးတွေခေါင်းတွေနဲ့ဆက်နောက်ဆော့ကစားကြ